လိုက်ပေါ်ကပြုတ်ကျလာတဲ့ကလေးကိုကယ်တင်ပေးခဲ့ပေမဲ့ကလေးမိခင်ရဲ့တရားစွဲရောကြီးတောင်းတာကိုခံလိုက်ရတဲ့အမျိုးသားပရိသတ်များအားလုံးမင်္ဂလာပါရှင်တင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေလူတယောက်ဟာရုတ်တရက်အသက်အန္တရာယ်နဲ့ကြုံလာတဲ့ကလေးငယ်ကိုကယ်တင်ဖို့အတွက်စက္ကန့်ပိုင်းတွင်ဆုံးဖြတ်ချက်ချပြီးလင်းလင်းမြန်မြန်ကယ်တင်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီသူရဲ့ကောင်းဆန်တဲ့လုပ်ရက်ကြောင့်နောက်ဆက်တွဲအနေနဲ့တရားစွဲဆိုတာကိုခံရမယ်လို့ဘယ်သူမှထင်မှာမဟုတ်ပါဘူးဒီဖြစ်ပျက်ကလူပေါင်းအဖွဲ့အစည်းအတွင်းမှာဘယ်သူကတာဝန်ပိုရှိလဲဆိုပြီးမေးခွန်းထုတ်စရာတွေဖြစ်လာတာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ညချမ်းမြို့လေကောင်မှာလမ်းလျှောက်ထွက်နေတဲ့ Mark ဆိုတဲ့သူအမျိုးသားတဦးကရုတ်တရက်အော်တန်တစ်ခုကိုကြားလိုက်ရတာပါသူမောကြည့်လိုက်တော့လေးလွာတိုက်ခန်းလေးသားဆောင်ပေါ်ကနေကလေးငယ်တယောက်ပြုတ်ကျလာတာကိုတွေ့ရပါတယ်မြေပြင်ပေါ်ကကွန်ကရစ်ခင်းပြင်ကိုဦးတည်နေတဲ့အဲ့ဒီကလေးငယ်လေးကိုမြင်ချင်းမှာပဲမောက်ကဘာတစ်ခုမှစဉ်းစားမနေတော့ပဲပြေးလွှားသွားခဲ့ပါတယ်။လေထဲမှာစက္ကနဲဖြစ်နေတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ်ကိုဖမ်းဆုပ်ဖို့လက်နှစ်ဖက်ကိုဖြန့်ပြီးတော့ခန္ဓာကိုယ်ကိုအသင့်ပြင်ထားလိုက်တာပါ။ဟန်ချက်ပြက်ခဲ့ပေမဲ့ကလေးငယ်ကိုလမ်းမနဲ့မထိခိုက်အောင်တော့ဖမ်းမိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်က CCTV ကင်မရာကနေလည်းကောင်းကောင်းရိုက်မိထားပါတယ်။ဗီဒီယိုဖိုင်အင်တာနက်ပေါ်ရောက်လာချိန်မှာအချိန်တိုတွင်းလူကြီးများပြီးတော့သူ့ကိုလူတွေကဝိုင်းပြီးချီးကျူးခဲ့တာပါ။ဒါပေမဲ့တပတ်လောက်ကြာပြီးတဲ့နောက်မှာအားလုံးကမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ကဲတင်ခံခဲ့ရတဲ့ကလေးငယ်ရဲ့မိခင်က Mark ကိုတရားစွဲဆိုလိုက်တာပါ။တရားစွဲဆိုရခြင်းရဲ့အကြောင်းရင်းကတော့ Mark ရဲ့ဖမ်းဆီးမှုကြောင့်ကလေးငယ်ရဲ့အယိုးမှာအသေးစားထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သူတို့မိသားစုရဲ့တည်တံ့တည်ရှိမှုကိုအများပြည်သူသိအောင်ဖော်ထုတ်ခဲ့တဲ့အတွက်လို့ဆိုပါတယ်။သူတို့က Mark ရဲ့လုပ်ရက်ဟာစေတနာပါပေမဲ့ပေါ်စားမှုကြောင့်ကလေးငယ်ကိုထိခိုက်စေခဲ့တယ်လို့စွပ်စွဲပြီးတော့ရော်ကြေးဒေါ်လာ4 သိန်းတောင်းခံခဲ့ရပါရုတ်တရက်ဆိုသလိုပဲသူရဲ့ကောင်းမားကတရက်ခန့်နေရာကိုရောက်သွားပါတယ်။မားရဲ့မကျွမ်းကျင်မှုနဲ့ပေါ်စားမှုတွေကြောင့်သူတို့ရဲ့ကလေးထိခိုက်ရတယ်ဆိုတဲ့အချက်ကိုဖိပြီးတော့ပြောနေရပါ။မားဘက်ကရှိနေကတော့အရေးပေါ်အခြေအနေတွေမှာဝင်ကူညီပေးတဲ့သူတွေကိုကာကွယ်ပေးတဲ့ဥပဒေကိုကိုးကားခဲ့ပါတယ်။အဲ့ဒီဥပဒေမှာတော့စက္ကန့်ပိုင်းအတွင်းအလင်းအမြန်ကူညီပေးသူကိုကျွမ်းကျင်ပညာရှင်အဆင့်စံနှုန်းတွေနဲ့တိုင်းတာလို့မရကြောင်းဖော်ပြထားပါတယ်။အဲ့ဒီကိစ္စကဒေါ်လာ4 သိန်းဆိုတဲ့နင့်နာကြီးနဲ့အတူအွန်လိုင်းပေါ်မှာကြရက်ပြန်ထသွားခဲ့ပါတယ်။အကူအညီပေးတဲ့သူရဲ့ကောင်းကိုအပြစ်ပေးတဲ့ကျေးဇူးကမ်းစနစ်ကြီးကလေးတယောက်ကိုကယ်တင်ပြီးလို့ရော်ကြေးပေးရတဲ့ကန်ဆိုးမှုစားတဲ့မှတ်ချက်တွေနဲ့ပွဲဖြစ်နေတာပါလူအများစုရဲ့ဒေါသနဲ့မှတ်ချက်တွေကတော့မားရဲ့ဘက်မှာရပ်တည်ပေးပါတယ်မားကလည်းသူ့လိုရက်ကအပြစ်ကင်းနေဆိုပြီးခံယူထားတာပါဒါပေမဲ့သွားရင်လာရင်အမြင်မတော်လို့ဝင်ကူညီပေးရင်အခုလိုအမှုခင်းကိစ္စတွေဖြစ်လာတဲ့ချိန်မှာစိတ်ရှုပ်ရပါတယ်အလကားတသက်အချိန်ကုန်ခံရပါတယ်အမှုသောအမှုလာအရာသူ့ဘက်ကအသာစီးရနေရဆိုပေမဲ့ရာဂိုင်နှုန်းပြည့်သေးချာနေရတော့မဟုတ်ပါဘူးဒီဖြစ်ပျက်ကလူဖွဲ့စည်းတဲ့ကစံနှုန်းတချို့ကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်ဒီလိုကိစ္စမျိုးမှာကလေးရဲ့မိဘဘက်ကအသာစီးရသွားခဲ့ရင်နောက်အခါဘသူပဲဒုက္ခရောက်ဘသူမှဝင်ပြီးတော့ကူညီပေးမှာမဟုတ်တော့ပါဘူးတကူခုဆိုရင်နောက်ဆက်တွဲပြဿနာတွေဥပဒေရေးရာအကျိုးဆက်တွေကိုအရင်စဉ်းစားပြီးချီတုံချတုံဖြစ်နေတော့မှာပါပြောတာပြောရပေမဲ့လက်ရှိမှာလည်းအဲ့လိုမျိုးအခြေအနေတွေကတော်တော်များများနေရာတိုင်းမှာရှိနေရဖြစ်ကြောင်းဝေမျှရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။